ဒုတိယလိုဖြစ်ရတဲ့အတွက်ဝမ်းမနေပါဘူးဒါပေမဲ့ကိုရဲ့အချစ်ကိုအရင်ဆုံးမရတာတော့ငူစိတ်နာခြင်းနဲ့မတခုပဲပြောချင်တာငါ့ကိုချစ်တဲ့သူဘယ်သူကိုမဆိုအမချစ်နိုင်ပါတယ်အဲ့ဒီတော့ငုလည်းအမချစ်ပါတယ်ကိုပြောလိုက်တာမုံပြောနေတဲ့မဟုတ်လားတခြားသူရင်တဲ့ရှင်းနေစင်မတရားတာမရှိဘူးသူတွေကပြောကြတယ်အချစ်ပဲဖြစ်ဖြစ်စစ်ပဲဖြစ်ဖြစ်တရားတော်အချစ်တရားတော်စစ်ဖြစ်ဖို့ရည်ကြီးတယ်ချစ်တဲ့အချစ်ကဘာလဲလို့မေးလိုက်စိတ်ချမ်းသာစေချင်နေစေစကားတခုမရှိပါဘူးမင်းငါစားလန်းခွေမလို့တော့ငါဖြစ်ပေနေပါစေမင်းအတွက်နေဝန်ခံတော့ငါသိချင်လို့ပဲမင်းမောင်လေးရေခွေလေးငါခွေစီပြောပြတဲ့ဘောပဲမချလာတကယ်နဲ့စိတ်ချနာဖို့ငါတယောက်တည်းဆိုလေအစင်ပြေတယ်ငါစင်ပြေပါတယ်မင်းစိတ်ပြတ်နေလေမလို့ရင်ထားခဲ့လိုက်ပေါ်ငါဘဝငါခံကိုနဲ့မှာတီးပန်းတက်တဲ့စုံပေါင်းစည်းနိုင်ပါစေအဲ့ဒါကိုလိုရဲ့ကြံလူရတယ်ဒီကလာဆောင်တဲ့သူတို့သားသူတို့သမီးကိုအဲ့လိုပဲချီပေးရတာချီမခိုင်ထုံးမမြဲဒီလင်းဒီများမခွဲမခွာပဲတီးပန်းတက်တဲ့စုံအိုအောင်မင်းအောင်ပေါင်းရပါစေဆိုတဲ့အဓိပ္ပာယ်